အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ဒီဗီဒီယိုလေးမှာကြတော့ဒီဂျပန်ဘာသာကိုလေ့လာနေတဲ့သူတွေအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဂျပန်ဘာသာစလေ့လာတဲ့အခါမှာခိုင်ဝါနဲ့ချောကိုင်းပေါ့နော်အများပိုင်းကကြတော့အဲ့မှာပြဿနာသွားဖြစ်တယ်ဘာသာစကားတစ်ခုဆိုရင်ကကြတော့မလေးချင်းကကြတော့မရဘူးလေနော်ဆိုတော့ဒီခိုင်ဝါနဲ့ချောကိုင်းအတွက်အခက်အခဲဖြစ်နေတဲ့သူတွေအတွက်ကျွန်မလေ့ကျင့်နေတဲ့ပုံစံကိုမျှဝေပေးမှာဖြစ်ပါတယ်ကျွန်မပထမဦးဆုံးဂျပန်စာလေ့လာတဲ့အခါမှာဒီခိုင်ဝါအတွက်ပေါ့နော်ခိုင်ဝါလေ့ကျင့်ဖို့အတွက်ကြည့်ရဲ့ channel တစ်ခုရှိရဲ့အခုဒီဂျပန်ဘာသာကိုလည်းအခုစာလေ့လာနေတဲ့သူတွေအတွက်အကျိုးရှိမယ်လို့ထင်တယ်အခုအထိလည်းကိုနားထောင်နေတော့မယ်လေ့ကျင့်နေတော့မယ်ပေါ့နော် channel ကတော့ဒီ UU Nihongo podcast ပေါ့နော်သူ့ရဲ့ channel ကိုနားထောင်ရင်လည်းမပြင်းရအောင်စစချင်းနားထောင်တော့ဆိုရင်လုံးဝနားမလည်ဘူးအဲ့ချိန်တော့ဆိုရင် unfollow ဖြစ်နေတယ်ကျွန်မ unfollow ဖြစ်မယ်တင်တယ်နားမလည်ပေမဲ့ तू ပြောတဲ့စကားအနှိမ့်အမြင့်အတက်အကျပေါ့နော်နားထောင်တော့ကောင်းတယ်ပေါ့နော် podcast ကို तू လောက်သွားတဲ့ပုံစံကဒီမှာတစ်ချက်ကြည့်လိုက်အောင်そうはい、皆さんこんにちは。ဒီမှာ तू ကစာရာ तू ပြောသွားတဲ့စကားလုံးတွေတလုံးမကြမ်းတင်နားမှာ तू ကဒီရဲ့ screen မှာပေါ့နော်ပြထားပေးရဲ့သူဘာပြောလိုက်တယ်လဲမ hi ဆိုရင် hi သူပြောလိုက်တဲ့သုံးလုံးတွေအကုန်လုံးပါတယ်မိတ်ဆက်တာအစအကုန်လုံးသူကဒီနားမှာပြထားပေးရဲ့ကိုကကြည့်ရင်လည်းကိုယ့်ရဲ့ vocabulary တိုးတက်လာတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး元気にしていますでしょうか。今日は2025年の5月22日ဒါ2025လပိုင်း22ရဲ့သူရဲ့ podcast ဖြစ်တယ်ပေါ့နော်木曜日にこのポッドキャストを撮っていますということで今週2回目のポッドキャストです。はい。今日はですね今夜の8時にポッドキャストသူရဲ့ podcast ကိုနားမလည်ရင်လည်းနားထောင်ကြည့်ပေါ့နော်နားထောင်ပေးနားရည်ဝအောင်နားထောင်ပေးမယ်ဆိုရင်ကြာလာရင်အဆင်ပြေလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကျွန်မဘယ်လိုမျိုးသွားတယ်လဲဆိုရင် तू ပြောလိုက်တဲ့စကားလုံးတိုင်းပေါ့နော်လိုက်ပြောတယ် तू က level အလိုက်ပြောသွားတဲ့ဟာရှိရဲ့တုံးလာတဲ့စကားလုံးတွေကနည်းနည်းဘယ်လိုပြောမလဲမြင့်လာတယ်ပေါ့နော်မြင့်ပြီးတော့ तू ပြောပေးရဲဆိုတော့ဒါကကြတော့အခု तू ရိုက်ထားတဲ့တိတ်မကြတဲ့ဟာအဲ့ဒါနားထောင်ကြည့်လိုက်ရအောင်ဒါနည်းနည်းမြင့်လိမ့်မယ်ပေါ့နော်日本語ポッドキャストပြောကြည့်အောင်はい、皆さんこんにちは。ゆうの日本語ポッドキャストのお時間です。皆さん元気にしていますでしょうか。今日はဒီမှာတွေ့လားခုနကထက်ဆိုရင်ဒါတော်တော်လေးမြန်နေပေါ့နော် Hi 皆さんこんにちはゆうの日本語ポッドキャストのお時間ですအဲ့လိုမျိုးသူဖြည်းဖြည်းလေးသွားပြီးအခုဒီမှာကျတော့ဖြည်းဖြည်းသူကမြင့်သွားတာပေါ့နော်2025年の6月17日火曜日にこのポッドキャストを撮っています。今週1回目のポッドキャストです。တော်လေးမြန်လာဆိုအဲ့လိုမျိုးက sharing ပုံစံတွားရင်းနဲ့လေ့လာတာပိုကောင်းတယ်ပေါ့နော် listening လဲနားထောင်ရင်းနဲ့ပြောရင်းနဲ့ပေါ့နော်ဆိုတော့တော်တော်လေးအဆင်ပြေလိမ့်မယ်လို့ထင်တယ်သူပြောသွားတဲ့စကားလုံးအတိုင်းကိုပြောကြည့်ပါဟို vocab တွေလည်းအတစ်တည်းအများကြီးရတယ်ပေါ့နော်သူပြောလိုက်တဲ့စကားလုံးတွေကိုလည်း map ပြီးတော့လေ့လာသွားပါလို့ကိုယ့်ရဲ့လေ့ကျင့်တဲ့ပုံစံလေးကိုမျှဝေတာဖြစ်တယ်ပေါ့နော်အခုဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်တယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြရအောင်နော်ဆိုတော့ see you the next video bye bye